မင်္ဂလာပါဖះမိုးတွေဗျနော်ဒီမှာမိုးတော်ရွာတော့မှာဖះမိုးတွေမိုးမှာတွတ်ချက်တွေလိုတယ်တဲ့တွတ်မိုးပေါ့နော်တွတ်လူကျင်တဲ့လူတွေရှင်လှူလို့ရတယ်နော်ဆရာတို့လည်းလှူတယ်ဒီမှာဆရာတို့ဒီမှာဒီလားဆရာမနေ့ကဒါဆရာနဲ့တပည့်တွေလှူထားတာ9000တစ်ချက်3000နဲ့နော်ဒါပေမဲ့ဟိုတာပေါ့တချို့29ပြီအချက်တွေကြတော့ဒီထက်တော့ပို့ပြီးတော့များတာတွေလည်းရှိတယ်နော်တနိုင်ပေါ့ဒီဘက်မှာဒါကတော့ပထမဖြစ်တဲ့အဟောင်းဒီမှာဒီငုတ်တွေဒီကနေပြီးဒီဘက်ဟိုဘက်နဲ့ဒီဘက်နဲ့ဓမ္မအောင်နဲ့ဒီဘက်ကဆွဲတာတော့29ပေပေါ့ဒီလိုဒါတော့တန်းတို့တွေပေါ့ဒီဘက်ဖျားတွေအမိုးမရှိတော့နော်အမိုးတွေပြန်မိုးမှာနော်တော့မိုးလူချင်းတဲ့လူတွေလှူလို့ရတယ်နော်တာနိုင်ဒီဘက်ကနေပြီးတော့ဒီဘက်ဘောဓိညောင်မီဒီဘက်ကနေပြီးတော့ဆွဲချမှာပြီးဒီဘက်ကနေပြီးတော့တန်မန်းဒီလိုတန်နကားတွေဒီဘက်ကနေလို့ဒီလိုပေါ့ဒီလားအဲ့လိုမျိုးဒီမှာဒီငုံနဲ့ဟိုဘက်ကနေဒီလိုမျိုးလေးဆွဲချလာဒီမှာနော်အမိုးတွေနှမို့ဆိုရင်မိုးရရင်နော်တရားတွေအကုန်လုံးနော်အောင်းနှမ်းကုန်ပါလေနော်ဒီဘက်မှာဆိုရင်အဲ့ဒီတန်တယ်တွေရှိအဲဒီတဲတွေဆိုတာတုံမိုးလူချင်းလှူလို့ရတယ်ဒါတော့လောက်ထားဘက်မှာတန်တယ်တွေရှိတန်တယ်ကဟိုလူသေးလားသူ့ကလည်းလူသေးနော်တန်တယ်လေးကျင်အောင်မှထင်တယ်သူ့နော်တန်တယ်ကဘယ်နှချောင်းလို့လဲတန်တယ်ကတိုင်းကြီးချင်းကပြည့်သွားဒီလိုတန်းပြေးတွေပဲလုံးမှာနော်ဟုတ်ကဲ့တန်းပြေးဒီလိုတန်းပြေးတွေညာတန်းနေလုံးမှာနော်ထုတ်တန်းညာတန်းရထုတ်တန်းညာတန်းထုတ်တန်းနော်ဟုတ်ကဲ့ညာတန်းထုတ်တန်းဒီမှာတန်တိုင်းနော်ဟုတ်လားဒါသူကျင်တဲ့လူလှူလို့ရတယ်တော့တန်တိုင်းက3သိန်းဟုတ်လားဟုတ်ကဲ့တန်ထုတ်တန်းတစ်ချောင်း2သိန်းတန်များတိုင်းတစ်ချောင်း6000ကျပ်သူ့အရှိတစ်ချက်နော်3000နော်အခန်းတစ်ခန်းဆို10သိန်းတစ်ခန်းဆို10သိန်းကျမယ်နော်အဲ့ဒါပေါ့ဗျာဒီမှာတန်တိုင်းလေးဆရာတို့လည်းလှူထားတယ်တန်တိုင်းဒါလေဒီဘက်မှာဈေးကြီးရှိတယ်ဒီဘက်မှာဒီဒါမနစ်တော့ရောင်းတော့ဖွင့်ထားတယ်ဒီတော့နော်ဒါတော့9ကန်ကြီးပေါ့9ကန်ကြီးပါဒါဘယ်မှာလိုက်တယ်ရှိတယ်နော်အတူမိုးတွေလှူခြင်းတဲ့လူတွေလှူလို့ရတယ်နော်ဆရာကိုဆက်သွယ်ပြီးလှူလို့ရတယ်ဆိုတော့ဆရာလို့တယ်လှူတယ်နော်ဒီနေ့တော့နည်းနည်းစီလှူတာပေါ့နော်3ချက်ရလိုက်5ချက်ရလိုက်ပေါ့ဒီမှာတော့9သိန်း9 3 3 3 3 3နော်9သိန်း3ချက်ကို9သိန်းဆဲလိုက်တာနေနမောဗုဒ္ဓတနမောဓမ္မတနမောတန်ကြတာတတ်တာဗျာမိုးရရတော့မယ်ကိုစနေပါအေးချမ်းပါစေ